အားလုံးပဲမင်္ဂလာပါမြန်မာ Seaman Life at Sea မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်မျိုးကျော်ပါကျွန်တော်ဘလော့မြိုက်တာတော်တော်ကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာတော့တင်မောသားတယောက်ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့စလုပ်တဲ့အခါကျရင် GS နဲ့လုပ်ရမလား engine နဲ့လုပ်ရမလား တက်နဲ့လုပ်ရမလားဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးပါဦးဗျအဲ့တော့အကောင်းဆုံးတော့ကျွန်တော်တို့ GS နဲ့မလုပ်တာအကောင်းဆုံးပါ GS နဲ့မလုပ်နဲ့လို့လည်းအကြံပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် GS ဆိုတာကတော့တင်မို့ပေါ်မှာတကယ်တမ်း position မရှိဘူးပေါ့နော်။ကျွန်တော်တင်မို့ပေါ်မှာရှိတဲ့ရှာရူတွေကကျွန်တော်တို့ tech department ရှိမယ် engine department ရှိမယ် galley department ရှိမယ်။တက်မှာဆိုရင်လည်းကျွန်တော်တို့ captain, chief officer, second officer, third officerပြီးတော့ကျွန်တော်တို့ position fitter ရှိခြင်းလည်းရှိမယ် AB ပြီးတော့ OS ပြီးတော့ engine cadet engine tech cadet tech rating ဆိုပြီးရှိမယ်ပေါ့နော် engine မှာဆိုရင်လည်းထိုနည်း၎င်းပဲကျွန်တော်တို့ chief engineer ရှိမယ်ပြီးတော့ second engineer ရှိမယ် third engineer ရှိမယ် fourth engineer ရှိမယ် fitter ရှိမယ် wiper ရှိမယ် wiper ရှိမယ် engine rating ရှိမယ် engine cadet ရှိမယ်ပေါ့နော် engine rating နဲ့ engine cadet ကတော့တူတူပဲပေါ့နော်အဲ့တော့ဘာလို့ GS နဲ့မလုံးနဲ့လို့ကျွန်တော်ပြောချင်တာလဲဆိုတော့ကျွန်တော် GS ဆိုတာတင်ဖို့မှာ RAM မရှိဘူးRAM မရှိတဲ့အတွက်ကြောင့်လို့ကျွန်တော် GS နဲ့စပြီးတော့ကျွန်တော်တို့လိုက်မယ်ဆိုရင်ကျွန်တော်တို့မှာပေးဆက်မှုတွေအများကြီးရှိတယ်။ဟုတ်ပြီကျွန်တော်တို့အားလုံးဟိုစာရေးစာနဲ့စုံသွားပြီပေါ့နော်။ GS နဲ့စလိုက်မယ်။ GS နဲ့စလိုက်ကျွန်တော်ကျင်းတည်ကျွန်တော်နိုင်ငံရဲ့အနေထားအရာရိုက်ကြီးရတယ်အများကြီးပေးရမယ်။ရိုက်ကြီးအခုလက်ရှိပေါက်နေတာတော့30 35ဆိုပေါက်နေတယ်။ကျွန်တော်တို့ကတော့အဲ့လိုမရှိဘူးပေါ့နော်။အဲ့တော့ GS နဲ့ကျွန်တော်တို့စလိုက်တဲ့အခါမှာရိုက်ကြီး35ရွက်ပေးရမယ်ထားပါတော့35ရွက်ပေးပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့တနစ်စီးမယ်ပြန်လာမှကျွန်တော် issue chain လို့ရမယ် issue chain တဲ့အခါကျကျွန်တော်ဘယ်ဘက်ကို chain မှာလဲ DR ဘက်ကို chain မှာလား ER ဘက်ကို chain မှာလားစသည်ဖြင့်ကျွန်တော် chain ခွင့်ရှိမယ်အဲ့တော့ထားပါတော့ကျွန်တော် ER ဘက်ကို chain လိုက်မယ်ဟုတ်ပြီ ER ဘက်ကို chain ပြီးတော့ရဆိုရင်ကျွန်တော်တို့အဲ့လိုက ER ရဲ့ကျွန်တော် engine rating ရဲ့ experience ထပ်လို့သေးတယ်အဲ့ဒါကြောင့်လို့ကျွန်တော်ဘာလုပ်ရသေးလဲဆိုတော့နောက်တစ်ခေါက်ထပ်လိုက်ရသေးတယ်အဲ့လိုမျိုးပဲ GS နဲ့ပြီးသွားတဲ့အတွက်ကြောင့်တရုံးသမားဖြစ်တဲ့အတွက်ကြောင့်လို့နောက်တစ်ခေါက်ထပ်လိုက်တဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ထပ်ပြီးရိုက်ကြည့်ပေးရတယ်လာသာဆိုလည်းနည်းနည်းလေးပဲထည့်ရမယ်အဲ့တော့ပထမတစ်ခေါက်လေးရင်းပြီးသွားပြီဒုတိယတစ်ခေါက်လေးရင်းပြီးသွားပြီပေါ့နော်အဲ့တော့အဲ့လိုနှစ်ခေါက်ရင်းပြီးတာတောင်မှကျွန်တော်တို့အခုချိန်ထိတိုင်ပတ်နေတော့အဲ့မှာ GS ကနေပြီးတော့ issue chain ပြီးတော့ ER နဲ့သွားတယ်အဲ့တော့ ER နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့လူတစ်အနေနဲ့ပြန်သွားတာဘာလို့သူက34တက်လို့မရဘူးပေါ့နော်34ဆိုတော့ voice giving certificate မရဘူးဗျာအဲ့တော့ GS နဲ့ထွက်တဲ့လူတွေအဲ့ဒီအခက်အခဲရှိတယ်အဲ့တော့ကျွန်တော် GS နဲ့မလုပ်စေချင်ဘူးအကယ်လို့ GS နဲ့မလုပ်ဘဲနဲ့ကျွန်တော်တို့ code တို့ကျွန်တော် massman တို့နဲ့လုပ်ရင်ပိုကောင်းတယ်အဲ့တော့ထားပါတော့ကျွန်တော်တို့CTC မှာ code နဲ့ထွက်တယ် massman နဲ့လိုက်တယ်နောက်တစ်ခေါက်ကျရင်လည်းသူ massman ပဲနောက်တစ်ခေါက်ကျလည်း massman ပဲသူ experience ပုံမူတည်ပြီးတော့နောက်တစ်ခေါက်ကျရင် chico ဖြစ်ချင်လည်းဖြစ်မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကဒီ massman နဲ့ GS နဲ့ဆိုင် massman ကသူ့ position ရှိတယ်တင်မို့ပေါ်မှာတင်မို့မှာသူ့ position ရှိတယ်အဲ့ဒါကြောင့်မလို့သူကတစ်ခေါက်ရင်းပြီးသွားရင်နောက်တစ်ခေါက်ကျရင်သူ truck က income ကပိုများလာပြီ maximum တယောက်ကို first time မှာကျွန်တော်တို့လာစား150 200ထားပါတော့300စသဖြင့်ပြီးတင်မို့ပေါ်ရောက်သွားရင်သူပြန်လာပြီးလို့နောက်တစ်ခေါက်ပြန်တက်ရင်သူရဲ့လာစားကကျွန်တော်တို့ line ကြီးရှိမှာဆိုရင် maximum ဆိုရင်တော့ကျွန်တော်1100လောက်ရမယ်နောက်ဆုံးတရုတ် line မှာပဲဆိုရင်တော့သူတို့900 600ပြေးမလို့ဗျ900 800စသဖြင့်အဲ့တော့ကျွန်တော်ဘာကွာဝါလဲဆိုတော့ opportunity ဆိုတဲ့အခွင့်အလမ်းတွေကွာပါတယ်အဲ့တော့ GS နဲ့ကိုကအခြေခံပညာထက်တန်းစင်ပဲရှိတယ်အဲ့တော့စစ်သားဦးကျန်တင်မလိုက်တဲ့အခါမှာ DR နဲ့လိုက်လို့မရဘူး ER နဲ့လိုက်လို့မရအဲ့တော့ DR နဲ့လိုက်ချင်တယ် ER နဲ့လိုက်ချင်တဲ့အတွက်ကြောင့်မလို့ GS ကိုလုပ်တယ်လုပ်ပြီးတော့ issue chain နဲ့ issue chain ပြီးတော့လည်းကျွန်တော်တို့ဟိုတော်တော်တက်လို့ရလားတော်တော်ကူတက်လို့မရဘူး ER chain ER နဲ့ပြန်လိုက်ရမယ် DR chain DR နဲ့ပြန်လိုက်ရမယ်ဆိုင်ကြီးလည်းထပ်ပြရမယ်လမ်းစာလည်း150 200ပဲရမယ်34 လည်းမရှိတဲ့အတွက်ကြောင့်မလို့အဲ့တော့အခက်အခဲတွေအများကြီးရှိတယ်အဲ့တော့ပြောချင်တာ GS နဲ့မလုပ်ပါနဲ့ကျွန်တော်တို့အခြေခံပညာထက်တန်းရှိရင်massman တို့မဟုတ် code နဲ့လိုက်ပါအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ GS နဲ့မလုပ်ပါနဲ့အကယ်လို့ massman နဲ့ code နဲ့ဆိုရင်ဘာတွေ option များလဲဆိုရင် passenger sheet တွေတွားလို့ရတယ် cargo sheet လိုက်လို့ရတယ်ဒီနှစ်ခုတွေမှာကိုတို့ကြိုက်တာလိုက်လို့ရတယ်အဲ့တော့ GS နဲ့လုပ်မယ်စားပြောချင်တာကတော့ massman code နဲ့ပဲလုပ်ပါ okay နောက်ထပ် video မှာကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်